ခုဆိုရင်တော့ကျွန်တော်ခေါင်းလျှော့ပြီးပြီဆိုတော့ကျွန်တော်ယူနေကြ treatment လေးကိုကျွန်တော်စယူပါမယ်ခင်ဗျာ ကိုဖြဲလိုက်နော် ခုံကြီးကလည်းစိတ်ကြလိုက်တာ ဒီဆောင်ပေးမယ်နော်ဟုတ်ဝိရတန်ရှင်နဲ့လုပ်ပေးပါမယ်ဟုတ် ခုဆိုလို့ရှိရင်တော့ဒါကျွန်တော်စိုးရမ်းမှာကျွန်တော် hair treatment ဆေးလေးကျွန်တော်စထည့်နေပဲဖြစ်ပါတယ်ဒီဆေးရဲ့အာနိသင်ဒီဆေးရဲ့ကောင်းတာစပင်တော့ဘယ်လောက်တောင်ကောင်းလဲဆိုတာလေးကိုဒါကျွန်တော်ရဲ့ပရိသတ်တွေရောပြီးတော့စိုးရမ်းရဲ့ customer တွေအတွက်ကျွန်တော်ရှင်းပြချင်ပါတယ်ဒီဆေးလေးထည့်တဲ့အချိန်မှာ A few moments later. ကိုကောင်းမြတ်ဆန်တို့ကတော့ရှင်းပြပေးမယ်ဆိုပြီးတော့အိတ်ပြောသွားပြီအဲ့တော့ညီမကတော့ဆက်ပြီးတော့ရှင်းပြပေးမယ်နော်အားလုံးပဲမင်္ဂလာပါညီမကတော့ဆိုရစီကန်းကစီနီယာတက်တစ်ယောက်ဖြစ်ပါတယ်နော်အားလုံးသိချင်နေကြတဲ့ anti hello treatment တွေကအပြင်ရတဲ့ stem cell လေးတွေကိုအသုံးပြုပြီးဥယျာဉ်ပြားအတန်းဆေးလိုက်ထည့်ပေးတဲ့ဆိုရရဲ့မိုဘိုင်းနည်းပညာလေးဖြစ်ပါတယ်နော်ဖေးဖောက်စရာမလိုနာကျင်မှုလုံးဝမရှိတဲ့အပြင်အချိန်3လအတွင်းမှာတိတာရဲ့ရလက်ကိုရရှိစေလို့ဒီတိုင်းကျမြင့်တက်တက်ကောက်မှုလေးဖြစ်ပါတယ်။စပင်ကျဲစပင်ပါစပင်ကျွတ်တက်သူတွေအတွက်စပင်ကျွတ်တက်တာကြီးရဲ့အပြင်မြင့်မြင့်အိတ်ရှိသလားစပင်အနူလေးတွေထွက်လာစေပြီးမပိုရှိတဲ့စပင်လေးတွေကနှမပတ်ဆန်းပေးပါလား။ anti hello ကုသမှုတွေကတပတ်တစ်ချိန်ကုသမှုလေးဖြစ်ပြီးတပတ်တစ်ချိန်မလာနိုင်တဲ့နေဝိကဆာမာအတွက်ဆိုရင်တော့ကလာတစ်ချိန်တစ်ချက်ပလက်ကုသမှုလေးရှိပါတယ်။ဒါ့အပြင်စပင်ဆိုင်ဖို့လိုအပ်တဲ့သူတွေအတွက်နောက်ဆုံးပေါ် DHI နည်းပညာနဲ့စပင်ဆိုင်လို့ရနေပြီဖြစ်ကြောင်းသင်ကောင်းပါရင်လည်းအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။